Caribbean အတစ်ထွက်ပြီပေါ့နော် USC second white tank ကတော့ကိုစီနော်Venezuela ကန်ကြီးရဲ့ဒီဒုတိယမြောက်ရင်းနေတဲ့တက်မော်ကြီးကို6လို့ရတယ်ဆွဲစီလိုက်တယ်ပေါ့နော်ဘရာဇီးသမ္မတတော့ပုံမသွေးတဲ့အတိုင်းပဲဒီကိစ္စမရှင်းနိုင်ဘူးကဘာရဲလည်းမရှင်းနိုင်ဘူးပေါ့နော်ပင်လယ်မြအတစ်ဖြစ်နေလို့ American နိုင်ငံကြီးတော့ဒီအတိုင်းပဲ Blake Clinton says White House is making him a scapegoat အင်ဘီတော်ကြီးကတော့သူကျွန်တော် scapegoat ပေါ့တရားခံရှာလိုက်တာပေါ့နော်ဆိုတော့သတင်းကိုကအချင်းရတော့ especially ဘာမှပေါ့နော်ဒေါက်တာနေစံလာပါနိုင်ငံရေးရာစီးပွားရေးရာတွေကိုပို့ပြီးတော့နက်နက်ဆန်ဆန်တည်ဖို့ဆိုတော့ဆရာကြီးစီမှာတွားဖတ်ပါနော်အဲ့တော့ after the Epstein file came out ဒီ Epstein file ထွက်လာပြီးတဲ့နောက်မှာတရားခံတော့သူဖြစ်နေတယ်တဲ့ဝေဆာရှာပေါ့နော်ဘာဖြစ်လို့သူမိမကနေပြီးတော့ Trump ကိုကြောက်တွန်းတာကိုသူဆိုးတော့နဲ့ပေါင်းလိုက်တာနော်အဲ့တော့သူပြန်ခံရတယ်ပေါ့အဲ့လိုပြောနေတာ vicious cycle ပေါ့တန်တရားတစ်ပတ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ရုရှားကတော့ဒီ any blockade of Kaliningrad ပေါ့ဒီNATO ကနေဘိုင် NATO ကနေပြီးတော့အဲ့ဒီပိတ်ဆို့မှုဒီ Kaliningrad ကိုပိတ်ဆို့မယ်ဆိုလို့ရှိရင်တော့ results ကတော့ all out war ပေါ့မိကွန်ရန်ကုန်စစ်ပွဲပေါ့နော်အဲ့တော့ယနေ့ထွက်လာတဲ့ဗီဒီယိုတွေရဆိုလို့ရှိရင်တော့ဟီရိုရှီမာကိုကျဲတဲ့ဘုံတဲ့အစပေါင်း1500 2000လောက်ပြင်းထန်တဲ့ဘုံရှိတယ်နော်ဒါရုရှားရဲ့တီဇာဘုံဆိုတာဒါနဲ့ကျွေးလို့ရှိရင်တော့ကဘာကြီးအဲ့ဒီမကျွေးခင်မှာရေအောက်မှာရှိတဲ့မိုင်းခွဲလိုက်လို့ရှိရင်ပေပေါင်းထောင်ချီတက်လာမယ်ဆိုတော့ပိုလန်တို့ UK တို့အရင်ဆုံးခံမယ်လို့ပြောအခုတော့ UK ကို targeted first လို့ပြောထားတာတွေ့ရကြောက်စရာကောင်းတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ရောက်ဖတ်ကြောက်တိုက်တာတော့မဟုတ်ဘူး New study finds eating more than one act နော်တလုံးနဲ့ပိုစားမယ်ဆိုလို့ရှိရင်တော့ study အတစ်ကနေပြီးတော့ပြောတာကတလုံးကဖတ်ဝိတစ်ပတ်ကိုတလုံးအဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ခင်ဗျားတို့အသက်ကြီးလိုက်ရင်ကံကောင်းပါ Alzheimer ဆိုတဲ့မေးတဲ့ယောဂ risk အန်ဒီယေကို47% ကို short ချပေးနိုင်တယ်တဲ့အကျုံးများစားပါတော့ရှားရည်လည်းကောင်းတယ်ပေါ့အဲ့တော့အချိန်နဲ့ငယ်ရတာတော့ Brazil သမ္မတကဘာပြောလဲဆိုလို့ရှိရင်တော့ once a warning ပေးတဲ့သတိပေးတဲ့ intervention in Venezuela intervention ဆိုတာကဒီဝင်ရောက်ဆွတ်ဖက်ခြင်းကိစ္စပေါ့ could be catastrophic ဆိုတော့ကျွန်တော်ကောပြဿနာရဲ့ social ခက်ကုန်ဆို catastrophic ဆိုတော့ငယ်ကို disaster လို့ပေါ့နော်တဘာဝအန်ဒီရဲ့ဘေးအန်ဒီရဲ့တွေလို့ပဲအကုန်လုံး social ခက်ကုန်မယ်နော်အကုန်လုံးဆိုးရကုန်မယ်ဆိုတော့ဒါတင်စားပြောလိုက်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနောက်ထပ် US က pursuing third point တင်က near Venezuela မင်္ဂလာပါဒီကျွန်တော်တို့ဒီထိုင်ဝမ်မှာထိုင်ဝမ်အနေနဲ့ဒီ American နဲ့ထိုင်ဝမ်ရဲ့အနေအထားကဒီလက်ရှိမှာအရန်အခြေအနေကောင်းနေတယ်ဘာဖြစ်လို့ဆိုတော့ဒီ17 billion ကိုတဲ့ဒီ American လက်နက်တွေ ပေါ့ package ပေါ့နော်ဒီတရုတ်တွေကိုတောက်ချုပ်ပစ်လို့တောက်ချုပ်တိုက်ရိုက်ပစ်လို့ရ3နှစ်တွင်နဲ့ရောက်နိုင်တယ်လက်နက်မျိုးတွေပါရောင်းချပစ်လိုက်တယ်သူတို့ကဒီထိုင်ဝမ်ကဒီ4ဆလောက်အခု17 billion ဆိုနောက်ထပ်တန်းစုစုပေါင်း billion 40လောက်သူတို့ကဒီ extra budget အနေနဲ့သူကထားတဲ့အနေထားပေါ့အကြီးအကျယ်ပြင်ဆင်ထားတဲ့တရုတ်ပေါ့နော်အဲ့တော့အဲ့ဒါ American approves လုပ်တယ်ပေါ့နော် US approves နော် US dollar 11 billion in war pound sales to Taiwan ပေါ့နော်ဒါဒီပြလိုက်ပြီးလက်နက်တွေရောင်းနေ American တွေတော့ဒါဖော်ပြီပေါ့နော်သူတို့ရင်းနှီးမြှုပ်နှံမှုတွေအချိန်ကောင်းပြီပေါ့စီးပွားရေးရတယ်သူတို့ကအကျွေးတင်တာများတာဒီမျိုးအခြေအနေထားတွေကတော်တော်ကောင်းလာတယ်ပေါ့အဲ့ဒီမှာဒီ420 ballistic missile ဆို missile ပေါင်း420ပေါ့နော်420 approved by US ကဒါအတည်ပြုထားတာပေါ့နော်အတည်ပြုတာ near China's mainland ဆိုတာထိုင်ဝမ်ပြောတာပေါ့လက်နက်တွေပါတယ်တဲ့လက်ရှိပြနေတဲ့ထိုင်ဝမ်ရဲ့ဒီ hypersonic missile တွေကသူကထိုင်ဝမ်အစိုးရ debut လုပ်တယ်ပေါ့နော်ထုတ်ဖော်ပြောကြတယ်ပေါ့နော်အဲ့ဒါတွေကဒီတရုတ်က ballistic missile threat ချင်းချောက်မှုတွေကိုဒီကောင်တွေကခြေဖြတ်နိုင်တယ် could kill ပေါ့နော်ပေပေါင်း2သိန်းလောက်နေပြီးတော့ဆိုတော့မိုင်နဲ့အများကြီးပေါ့မိုင်မိုးများစွာပေါ့နော်အဲ့ system တွေပေါ့နော်ဒါသူရေးဆွဲထားတဲ့ system ဟို new system designed to intercept ဆိုတာဂျားပြစ်ပစ်ချဖို့ပေါ့နော်ဒီ high flying cruise missile တွေပေါ့ဒီ missile တွေဂျားပစ်ချဖို့သူကဒီကောင်ကိုလှုပ်ထားတာဖြစ်တယ်ပြီးတော့ ballistic missile တွေရောဝေးပစ် missile တွေရောပေါ့နော် at maximum altitude of 40 miles ပေါ့နော်မိုင်ပေါင်း40လောက်ဆိုပေပေါင်းအဲ့လောက်နေပြီးတော့သူကပစ်ချနိုင်အောင်သူကပြထားတယ်ဗျပြီးတော့ကိုပိုင်ထုတ်ဒီဇိုင်းနဲ့သူကရေးဆွဲထားတယ်ဗျဒါဆိုစစ်ရှိန်ကဒါထိုင်ဝမ်ကိုအခြေပြုပြီးထိုင်ဝမ်နဲ့ဂျပန်တို့အမေရိကန်တောင်ကိုရီးယားတို့ဘာလို့ဒါ2026ကပွဲတွေလာမလားလို့မသိဘူးပေါ့နော်ကဘာကြီးကမတန်ပိုကမြင့်လာတယ်မြင့်လာဆိုတော့မလျော့လာဘူးပေါ့ဒါပါပဲပေါ့နော်
အဲ့တော့အချင်းတွေကပြင်းထန်လာတယ်ပြော severe intense ဖြစ်တာလေနော်သူရဲ့ Taiwan ရဲ့သူတို့ကိုယ်ပိုင်လုပ်ပေါ့နော်ဒါသူပြထားကိုယ်ပိုင်လုပ်ပေါ့US ကသူပြောထားတာရှိတယ်မှာဒါဆိုရင်တန်း900ပေါ့ cells နော် and ဒါတော့ NASAMS missile system to Taiwan ကိုရောင်းနေတယ်နော်အမျိုးလေးတွေသူကအစ်စ်တွေပေါ့နော်တရုတ်ကဒါသူကဟောပေါ့ခံတက်အနေနဲ့ဒီဒါမို့လဲတရုတ်ချေမုံကြီးပေါ့တရုတ်ကိုအင်အားချိနေရေးပေါ့အဲ့လိုနွန်နစ်စစ်လို့ပေါ့နော်ယူကရိန်းလိုပဲရှေ့တန်းခံဆက်ထားမလားပေါ့ထိုင်ဝမ်ပေါ့နော်အဲ့တော့ the Pentagon က approve NASAM D တဲ့ဒါ Pentagon စစ်ဌာနချုပ် American စစ်ဌာနချုပ်ကနေအတည်ပြုတာပေါ့နော်ဒီကိစ္စD ပေါ့ as the US reiterates its rock solid commitment rock solid commitment ဆိုတာဒါကလုံးဝသူအတည်ပြုလိုက်တာ time base မင်္ဂလာနေ့ခင်ဗျာဒီနေ့ 21st December next battleground နောက်ထပ်လာမယ့်တိုက်ပွဲပေါ့နော်ရုရှားတွေခောက်သိမ်းမှာက Odessa ပေါ့နော်အဲ့ဒါသိမ်းမယ်ဒါဆိုဒီဘက်ကဒီ Moldova တို့ Romania တို့သူ EU ကိုအဆက်ဖြတ်မှာပေါ့နော် next battleground ပြောတဲ့အတိုင်းပဲရုရှားတွေက its ports bridge in Odessa region အဲ့ဒီ region မှာရှိတဲ့တရားတွေစိတ်ကန်းတွေကိုဒါဂျိုက်ချိုးပစ်တယ်ပေါ့ hits လုပ်တယ်ပေါ့နော်ဆက်ပြောမယ်ဆိုလို့ရှိရင် US intelligence တွေက indicates Putin's war aims in Ukraine မှာရှိတဲ့ Putin ရဲ့ရည်မှန်းချက် aims ကတဲ့ unchain ဆိုတာဒီတိုင်းပဲပြောင်းနေဘူးတဲ့ဒါ US ထောက်လှမ်းရေး indicates လုပ်တယ်ညွှန်းတာပေါ့နော်ညွှန်းဆိုတယ်ဆိုတော့စစ်ပွဲဖြစ်မယ်ဖြစ်တယ်ငြိမ်းချမ်းရေးမရဘူးဆိုရင်ဒီရည်ချက်ကဆက်တိုက်မယ်လို့ပြောတာရှိတယ်နော်အဲ့တော့ Europe work လေးတွေပေါ့နော်အဓိက work လေး၃កောင်ဆိုတာကအင်္ဂလန်ရဲ့UK နောက်က Germany ရဲ့နော်ပြင်သစ်ရဲ့ပေါ့ work လေး၃កောင်သူတတိပေးထားတယ်အဲ့ဒါသူတို့က Europe ဆရာကြီးတွေပေါ့နော်အစဉ်တိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဒီ Russia has unleashed an almost continuous drone ပေါ့နော်ဒါတွေကိုထုတ်လွှတ်တယ် unleashed ဆိုတာထုတ်လွှတ်တယ်ချတယ်ဒီ continuous ဆိုတာအဆက်မပြတ်နေပါ almost drone နေနဲ့တိုက်တယ် missile campaigns ပေါ့ campaign ဆိုတဲ့ဒီတဲ့အတိုင်းပဲ campaign လုပ်တယ်ဆိုတော့အလုံးဘူပေါင်းပါဝင်ပြီးထားတဲ့အုံနဲ့ကျင်းနဲ့အပြီးအကောင့်တဲ့ခေါ်တာပေါ့နော် so against the region where post key ပေါ့မကုနာပြောတဲ့စိတ်ကန်းနေပေါ့နော်so Ukraine ရဲ့ foreign trade ဆိုတာနိုင်ငံခြားရေးဒီကုသန်းရောင်းဝယ်ရေး trade က key ကစိတ်ကန်းပဲလေစိတ်ကန်းကိုအပြီးလုပ်တယ်တဲ့ဒီ fewer suppliers တွေနော် operate လုပ်တဲ့နေရာတွေပေါ့နော်ဒီစီတွေပေါ့ရုရှားလည်းတိုက်ခံရတဲ့စီကန်တွေအများကြီးပဲเนาะစီတွေကိုအဓိကအရင်းမြစ်ပေါ့ဒီစီရတဲ့ဒီအခွန်ဘန်နာတွေကိုဖြတ်တောက်ဖို့ဆိုပြီးအဲ့ဒါတွေအဓိကထားတိုက်တယ်ပေါ့เนาะဒါယူကရိန်းနဲ့တိုက်တာပဲအဲ့တော့အတူတိုက်ကိုတိုက်တာပဲเนาะအဲ့ဒါယူကရိန်းနောက်မှာနိုင်ငံပေါင်း29 28 29စသည်ပြပါဝင်ပူတိုက်တယ်ရုရှားရဲ့နောက်မှာသူ့မဟာမိတ်တွေပါတော့ပေါ့အဲ့တော့ဂျားတွေကငထွားခါနာတာယူကရိန်းနဲ့ယူကရိန်းပြည်သူတွေတန်းနဲ့ရှိတဲ့ပြည်သူလူတွေကဘာမှဘယ်နာရောက်နေလဲဆိုတော့များတော့ကျွန်တော်တို့ကတီးဖို့ခတ်တယ်ပေါ့နော်တိုင်းနေမှာမပြဘူးဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတော့စဉ်းစားကြည့်အမျိုးသမီးကလေးလူငယ်လူကြီးတွေဝိုင်းရပြေးစွန့်လို့ဒီမှာနိုင်ငံမှာသွားပြီးတော့နေရထိုင်ရတာနော်ဒုက္ခတွေခံယူရတာတွေနေတာမဟုတ်ဘူးနော်အမျိုးရှိတန်းနဲ့ရှိတယ်ပြစ်နေတဲ့နေရာတွေဘယ်မှာနေမှာဘယ်လိုမှမနေဘူးနော်ဆွန့်ခွာပြေးရတယ်အဲ့တော့နောက်2နှစ်လောက်ဆက်တိုက်ဖို့ရှိတယ်ဒေါ်လာဘီလီယံ100ကျော်စုဆောင်ထားတယ်နော်Trump ရဲ့အဆိုပြုချက်ကိုလက်မခံဘူးအဲ့တော့100လောက်နဲ့2နှစ်လောက်ခံတိုက်မှာတိုက်ပြီးသွားလို့ဆိုရင်2နှစ်ကနေ9နှစ်အတွင်းမှာEU ကသူတို့နိုင်ငံရဲ့စစ်တွေအင်အားကောင်းဆုံးပြအောင်ပြင်ဆင်မယ်လက်ရှိလက်နက်တွေကရုရှားကိုခင်မမီအဲ့တော့ယူကရိန်းကြီးသူတို့ခံတတ်ပဲကဲဘာပြောမလဲခံတတ်ပဲကျန်တဲ့နေနဲ့စဉ်းစားမိနေခံတတ်ပဲသူတို့အတွက်ခံတတ်ငွေကုန်ကြေးကြခံဘင်္ဂလားဒေ့ရှ်မှာဒီဇင်ဘာ20ရက်နေ့လက်ရှိမြင်ရတဲ့ဒီဘင်္ဂလားဒေ့ရှ်မင်ကွန်းပေါ့ newspaper သတင်းဌာနတွေကိုဒီမီရှို့ဖျက်ဆီးတာဒီအကြောင်းနော်ဒီခုလက်ရှိကျွန်တော်တို့နိုင်ငံလုံးမှာပြည်ထနာဖြစ်တယ်ပေါ့နော်ဒီကိစ္စက2024မှာရှိတ်ခါစီနာကိုပြုတ်ကျသွားအောင်တရတဲ့ပြုတ်ကျတော့ဆန္ဒပြမှုခေါင်းဆောင်ပေါ့နော်ဒီ protester တွေကအခုသူတည်ဆုံမှုလက်ရှိဟိုလောက်ကြံခံရတာဗလီအထွက်မှာပေါ့နော်လောက်ကြံခံတဲ့အခါမှာဒီစင်ကာပူမှာသူက18ရက်လောက်သူကသွားပြီးတော့စင်ကာပူဆေးရုံမှာတဲ့စေကူတာတော့နဲ့တည်ဆုံတော့ပြီဒီဒီဇင်ဘာလမှာ19ရက်နေ့ကတည်ဆုံတယ်ပြောနော်ဒီဆုံးတဲ့အတွက်ကြောင့်ဒီတရားမျှတမှုအတွက်ဒီတောင်းဆိုတာပေါ့ဒါ protester demand ဆိုတောင်းဆိုတဲ့ sit arrest the individuals ပေါ့who shot ပေါ့သူပြစ်လိုက်တဲ့ဘူးမဆိုပေါ့ arrest လုပ်ဖို့ပေါ့ sit ဆိုတာကအမြန်ဆုံးဒါဖမ်းဆီးပေးဖို့ပြောဆိုနေဆန္ဒပြတဲ့သတင်းဌာနတွေမီးရှို့တယ်ပေါ့နော်အဲ့ဒါမှာဒီ30နဲ့35ရောက်တော့ဒီဝန်ထမ်းတွေအားလုံးကဘေးသွားနေရတဲ့ဆိုဟိုးခေါမိုးပေါ့ဒီ
စာအုပ်ရဲ့ခေါင်မိုးထိပ်ကိုတက်ပြေးရပါဘောနော်အဲ့ဒီမျိုးတက်ပြေးရတယ်ဘာလို့ထောင်သူတို့မိနေအောက်လုံးဝဆင်းလို့မရတော့ဘူးဘောနော်အဲ့လိုမျိုးနေထားဖြစ်လာတာဘောနော်သတင်းဌာနတွေကအဲ့လိုရှိတယ်တော်သေးတယ်ဘောနော်ဒီ4နာရီ5နာရီလောက်ကြာပေါ့45 hours ပေါ့ they were rescued around 4 am ပေါ့4နာရီလောက်မှမနေ့ပိုင်း4နာရီလောက်ပေါ့နော်ညပိုင်းဖြစ်တာပေါ့နော်ဒီသူတို့အိမ်ပြန်ပို့ပေးလိုက်တာပေါ့နော်သူတို့ကတကယ်ကိုစိတ်တန်ရရှိတယ်ပေါ့မီးလောင်တေဆုံးမလားပေါ့မျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာပြောပါအတိုင်းဆိုရင် Bangladesh ဒီ remains on edge as mourners gather in Dhaka ပေါ့အဲ့မှာဒီမကြေမနက်ဖြစ်တဲ့လူတွေကဒီ Dhaka ဒီဇင်ဘာ20ရက်နေ့မှာအလုံးလမ်းပေါ်တွေထွက်ကြတယ်ပေါ့နော်အဲ့သူနိုင်ငံကဒီ on edge as ဒီဆွမ်းဖျားရောက်နေပြီပေါ့နိုင်ငံဘာဖြစ်မဲ့ဆိုတာဘာမှပြောနိုင်ဘူးအဲ့တော့ဒီမှာဒီကိစ္စကတော့ဒီခုနပြောတဲ့ Osman Hadi ပေါ့ဒီခေါင်းဆောင်ပေါ့နော်ခေါင်းဆောင်ပေါ့ခုနသူကတော့ဒီသူ့ရဲ့တည်ဆုံးမှုကဒီတနိုင်ငံလုံး nationwide unrest ပေါ့နိုင်ငံလုံးဒါမငြိမ်မသက်မှုတွေဖြစ်လာတယ်အဓိက2024မှာ key figure ပေါ့ဒီ Sheikh Hasina ကိုဒါဒီ ousted former prime minister ပေါ့သူဒီနိုင်ငံကထွက်ပြေးသွားလောက်ပြုတ်ကျသွားအောင်လုပ်နိုင်တယ်ပေါ့နော်အခုတော့သူ die in Singapore hospital ဆိုတော့ဒီ December မှာသူတည်ဆုံးတယ်18 days after being shot ပေါ့သူအပြစ်ခံပြီးတော့ဒါကာမှာအပြစ်ခံတာတို့နိုင်ငံမှာအပြစ်ခံတာပေါ့လောက်ကြံခံရတာပေါ့နော်လောက်ကြံခံရတယ်အဲ့သူရဲ့တည်ဆုံးမှုက trigger ဒီ angry demonstration ပေါ့ဆန္ဒပြသူတွေဒေါသထွက်စေတဲ့ trigger ဆိုတာကဒါ mountain လိုက်တာပေါ့နော် protester the many civil rights to the responsible တောင်းရှိတဲ့လူကိုအမြန်ဖမ်းပေးဖို့ violence there has flares ကိုမိတော့လိုပဲတဲ့ capital မြို့တော်နှမ်းဖြစ်တယ် including arson attacks ပေါ့ newspaper office တွေကဒါဒီမီးတွေနေတာမီးရှို့တယ်ပေါ့ intern leader Mohammed Yunus ကတော့ဒီကိစ္စ AC ဖြစ်